人လူကိုပြောနော်သူ့ရဲ့ပုံစံကဒီလူတစ်မျိုးလူလေးဒီပုံစံနော်ဒီလမ်းလျှောက်တဲ့ပုံစံလေးနော်โอเคဖြည့်လေးရှိရှိလေးရေးလိုက်မယ်ပြီးရင်ဖြည့်ရဲ့သုံးပုံပုံတစ်ပုံကနေပြီးတော့မှလို့ဆိုတော့နာလေးရေးလိုက်တယ်ဆိုရင်ဒါလေးရပါလေရနော်ရမဒီကသတိထားမယ်ပိုင်းတော့ခုနကတော့လို့ဆိုဖြည့်ဒါဆို take ချွန်ပေါ့နော်ပြီးရင်ဒီမျိုးကိုကိုကြီးမရအောင်နော်ဒီလိုကိုကိုကြီးတွေမရအောင်နော်ဒီလိုကိုကိုကြီးတွေမရဘူးဒီလိုကိုကိုကြီးအရင်မကွေးစင်တယ်ပေါ့နော်ပြီးရင်ဆိုတော့တစ်ခုရှည်တစ်ခုတိုးပြလို့မရအောင်ဖြဲအရင်ရှည်နာတူလေးဆိုလည်းမရဘူးနာတူဖြဲအရင်ရှည်အဲ့လိုကြီးတွေလည်းမရအောင်နော်ပြီးရင်ဒီလိုလဲမာရေးတတ်တည်းရဲ့လို့ဆိုတော့ဖြဲအပေါ်မှာနာတော့ဆွဲတာပေါ့အဲ့လိုဆိုလည်းမရအောင်အဲ့ဒါဆိုရင် root ဆိုတဲ့စာလုံးနဲ့အတိတ်ပဲပြတယ်ဝင်ရောက်တည်ဆိုတဲ့အတိတ်ပဲဖြစ်သွားတယ်နော်အတိတ်ပဲကကွဲသွားနိုင်တယ်အဲကြောင့်လို့ဆိုတော့ဒါလေးကိုယူဆိုင်ပြီးရေးမယ်နော်ဟုတ်ပြီ人有几个笔画？人嘛有笔画本来全系嘞。两个笔画，那给一样啊。ဟုတ်ပြီအဲဒါလည်းဆိုနောက်တစ်ခုတွိုင်းရအောင်ကဲနောက်တစ်လုံးတာလေးဘယ်လိုဖတ်လဲ木木ကတော့ဆိုတစ်တာပဲနော်သူကတော့လည်းဆိုဒီတစ်ကိုင်းရဲ့အမြင့်ရဲ့အဲ့ဒါပင်စီလေးနဲ့ချိတ်ထားတဲ့စာလုံးပုံစံနဲ့ဖြစ်လာတာနော်ဟုတ်ပြီအဲဆို木လေးရအောင်အရင်ဆုံးဗာလေးရေးမှလဲ横横边竖呀铁那对的很好那အရင်ဆုံးဟပြင်အပေါ်တက်တက်ကနေရှုပြင်ဟနဲ့ရှုနဲ့စုံတဲ့နေရာကနေလို့ဆိုဒီမှာတော့စောင်းပြီးတော့မြည်တော့တက်တက်ပဲရေးလိုက်မယ်နော်ရေးရခက်နေမှာဆိုအရင်ဆုံးပြင်အလဲတက်တက်ကနေရှုရေးမယ်တွားလို့ဆိုခဏရေးခဲ့တဲ့10နဲ့တော့မတူနော်10တုံးကကြတော့အပေါ်နဲ့အောက်ကအရင်မကွာဘူးနော်နှစ်ပုံသုံးပုံလောက်ပဲကွာပါနော်ဒီမှာကြတော့တပုံသုံးပုံလောက်ကွာနော်အောက်ကနည်းနည်းပိုရှိပြီနော်โอเคပြင်ဟောင်းနဲ့ရှုနဲ့စုံတဲ့နေရာနေပြီးတော့ဖြေပြင်ဒီမှာနာလက်လေးနှစ်ဖက်ညီအောင်နော်လက်လေးနှစ်ဖက်ညီအောင်ရေးမယ်ဒီလိုမျိုးတစ်ဖက်ကရှည်တစ်ဖက်ကတူအဲ့လိုရေးဖြစ်လို့မရအောင်နော်ဒီမှာဆိုလက်မညီတော့တွေ့လားနော်ပြီးတော့ရင်လက်ရှိတို့ရဲ့ရှုရတူတူလေးဖြစ်လို့မရဘူးဒီလိုမျိုးဖြင်နဲ့နာရဲ့ဖြင်နဲ့နာထက်တူနေလို့မရဘူးနော်အဲ့လေးကယူဆိုင်ရမယ်ပြီးရင်ဖြင်နဲ့နာကိုလည်းအရင်မကွေးစင်တယ်နော်အရင်ကွေးလိုက်ဒီလိုကြီးဖြစ်သွားလိမ့်မယ်အဲ့လိုဆိုရင်လည်းမလာတော့နော်ဟုတ်ပြီအဲ့ဆိုရင်ရေးကြည့်အောင်မှုရုပ်ကြည့်ခဲ့ပြီခွာဘယ်နှချက်ရှိလဲ四四个个笔画数撇四个笔画是没呢？给一样，那是的开始笔没呢？给阿龙也笔听呢，那是那头龙多样。给大家不如拍大嘞，拍几包。口ခေါ်ကတော့ပါဇက်ကိုပြင်နော်။ဒါဒီပါဇက်ကလေးဒီလိုရေးထားတဲ့ပုံစံလေးကနေတဆင့်ဆင့်ပြောင်းလဲလာပါနော်။ဟုတ်ပြီ။ခေါ်လေးရအောင်ရင်တော့မလေးရေးမလဲ竖။ရှုဒီတိုင်းရင်旁者横折ကျော်ဒီတိုင်းရင်横ရေးလိုက်ရပြီနော်။အဲ့တော့လက်ရှိရေးပြပေးမယ်။အရင်ဆုံးလက်ရှိတော့ရှုလေးကိုရေးမယ်။ရှုရတာစောင်းမယ်ပေါ့နော်။ပြီးရင်အရင်မရှိသေးနဲ့ပြင်ကျော်လဲစောင်းမယ်နော်အောင်မှာဒီလိုပိတ်လိုက်ရမယ်ဒီလိုမျိုးဒီလိုကြီးတွေပို့နေစမ်းမလို့နော်တွားကြကွန်ပျူတာနဲ့ရေးရဆိုတာလို့လေးဖြစ်သွားတော့အဲလိုဆိုတော့မှန်တကယ်ရေးဒီလိုလေးစိတ်ရမယ်နော်အဲခေါ်ပဲဒီလိုကြီးတွေဖြစ်လို့မရနော်ဒီလိုဟိုင်းရအရင်ရှိပြီးဒီလိုမျိုးကြီးတွေအဲ့လိုကြီးတွေမရအောင်နော်အဲ့လိုကြီးတွေမရအောင်ပြီးရင်လည်းဆိုတော့တကယ်လို့ဒီလိုစောင်းပြီးမြေတဲ့တက်တက်လေးရေးရှင်းနေရတယ်ဒီလိုမျိုးရေးလို့ရတယ်နော်အဲ့မှာလည်းဆိုတော့မာတက်တာကတစ်ခုကဆောင်တစ်ခုကတက်အလိုမရအောင်နော်အလိုတွေမရဘူးဒီတိုင်းအကြီးလည်းရေးဆံမလို့ပေါ့နော်ခေါ်ရကြတော့ဘီနာလေးမာလေးတို့အပေါ်နာလေးမာလေးတို့အဲ့လိုမျိုးတွေပါပဲရှိရဖြစ်တဲ့အတွက်ကြောင့်မလို့သူကတိတိလေးရေးရင်ရပါပြီနော်ဟုတ်ပြီအဲ့ဒါလည်းဆိုတော့ဒီခေါ်လေးရေးအောင်ခေါ်ရုပ်ကြည့်ခဲ့ပြီးမှမနေကြရှိမလဲ三个笔画ရှိရဲ့ဟုတ်ကြရဲ့ဟုတ်ရဲ့နော်3个笔画ဟုတ်ပြီအဲ့ဒါရအောင်ခေါ်ဟုတ်ပြီဒီကလေးဖတ်ကြည့်ပါအောင်ပါတယ်လေ日日日日လေးနော်လားဆိုရင်တော့မလေးရမယ်လေ竖就စုရရင်
横折弓，旁横者折弓边弓横旁横ဒီလိုက်တာနော်အဲ့တော့အဲ့ဒါဒီလိုမျိုးနေလုံးရင်းပုံစံနဲ့ဖြစ်လာတာနော်အဲ့ဒါအရင်ဆုံးရှုပြင်ရှုရမယ်ရှိမယ်နော်横啊读မယ်ခုနခုံတော့读ရမယ်နော်边折勾勾ပါရင်လည်းဆိုရဲ折လေးနည်းနည်းရှိရှိလေး边ဒီဘက်မထီဘူးနော်အလယ်ကနေရေးမယ်ဒါပေမဲ့ဒီနားမထီဘူး折မထီဘူးပြီးရင်နောက်ဆုံးမှာလေး勾ပေါ်တင်လိုက်အဲ့ဆိုရတာပြီနော်ပြန်ရေးပြမယ်ရှု横折折一勾အလယ်ကနေဒီဘက်ပြီးပြီးရင်နောက်တစ်ခု勾ပေါ်တင်နော်အဲ့ဆိုရတာပြီ有几个笔画？笔画不能再细嘛嘞？四个笔画，四个笔画。这个တော့ခဏတော့ရှင်းပြောသလိုပဲ横ရောအရှိကြီးမရေးပေါ့နော်横ကိုရှည်ရေးလိုက်တယ်လို့ရေးဝဝတောက်တောက်ပုံစံဖြစ်သွားနိုင်မယ်ပြီးတိုင်းလည်းဆိုဒီရဲ့ဟာကဒီနားမထီဘူးနော်ပြီးရရင်လည်းဆိုတော့ကောအရှိကြီးတော့မရေးနဲ့ပေါ့နော်ဒီလောက်အရှိကြီးတွေတော့မရေးနဲ့ပေါ့နော်အဲ့ဆိုကြည့်ရဆိုရတလားနော်โอเคအဲ့ဆိုရင်ကြည့်ရအောင်ဒီချာလေးရေးမယ်နော်ဆိုတော့နောက်တစ်လုံးသွားရအောင်နော်โอเคနောက်တစ်ခုတန်လျာပြဖတ်တာလေးလေမှုကတော့လည်းဆိုမျက်လုံးပေါ့ဗျာနော်သူကခဏရနဲ့နှချောင်းနဲ့နှချောင်းနဲ့ပို့ခဲ့ပြီပြင်သူကအတန်ထွက်လည်းမတူတော့ဘူးတိတ်ပဲလည်းမတူတော့နော်ဘာလို့လဲဆိုရင်သူကဒီမျက်လုံးပုံစံလေးဒီလိုပုံစံအနေဖြစ်လာတဲ့စာလုံးတော့သူကရုပ်ပုံစာလုံးလေးလေအဲကြောင့်မို့မှုဆိုရင်စာလုံးလေးကသူကဟင်းတစ်ချောင်းနဲ့ပဲပို့ပြီမယ်တိတ်ပဲတော့အတန်ထွက်ကောင်းမတူဘူးနော်ဟုတ်ပြီမှုလေးရအောင်ရင်တော့မလေးရေးမလဲရှု横折弓边横，你懂了是喽？竖边旁折弓横折နည်းလေးပို့勾边ဒီတစ်ခါတော့အလဲနည်းနည်းမရေးတော့เนาะအပေါ်လာလေးနည်းနည်းလေးချပြီးတော့边ဒီဘက်အောက်ကနေနောက်ထပ်ဒီနဲ့ချောင်းနဲ့ညီရမယ်เนาะပြီးတော့ရင်နောက်ဆုံးမှာလေးတစ်ခုပို့ပေါ်တော့တင်လိုက်အဲ့ဆိုရင်ဆိုပါလေးရပါတယ်လေ木နော်木有几个笔画笔画不能讲行嘞五个笔画，画နော်笔画对木ကတော့အတိထားမယ်ပိုင်းလေးတွေอ๋อခဏလိုပဲအပွားဟုံးကြော်ရမ်းမရှိနဲ့ကောကိုရမ်းမရှိနဲ့အဲ့ဒါရတယ်ပြီးရင်ဒီဟန်နဲ့ချောင်းဒီဘက်ပေးမထီဘူးတစ်ချောင်းရှိတစ်ချောင်းတူလည်းမဖြစ်စင်နော်ဒီလိုမျိုးလည်းမဖြစ်စင်နော်အဲ့လိုဆိုလည်းမလားဟုတ်ပြီရေးကြည့်အောင်木ရေးမယ်ရပြီနောက်တစ်ခုတန်လျာဘယ်လိုဖတ်တာလဲလေ月月ဟုတ်ပြီ月လေးရေးအောင်ညီတော်မလေးရေးမလဲ写边横折弓，横折弓折弓横နော်ရွှေကတော့သူကလချမ်းပုံစံစာလုံးကနေဖြစ်လာတယ်နော်ခေရွှေလေးရေးမယ်အရင်ဆုံးလို့ဆိုတော့ဖြည့်ရေးမယ်ဖြည့်ရေးတဲ့အချိန်ကျရင်လည်းဆိုတော့ပုံမှန်ဖြည့်လိုမျိုးဒီလိုမျိုးညာနေပဲအောက်ဆောင်နဲ့ဖြည့်တော့မရေးတော့ဘူးဒါလေးရေးမယ်ဆိုရင်သူကအပေါ်ကနေအဲ့ဒါဆိုတော့အပေါ်ခဏလည်းဆိုတော့ကြုံရေးတော့ဖြည့်လိုမျိုးပဲလေအပွားတဲ့တယ်အောက်ရောက်မှာနည်းနည်းဆောင်းလာတဲ့ဖြစ်အဲ့လေးနဲ့ရေးရမယ်နော်ဖြစ်အပေါ်မှာနည်းနည်းတဲ့မယ်အောက်ရောက်မှာဆောင်းလာနော်ပြီးရင်အရှိမဟုတ်ဘူးကျခြေလေးညောင်းရမယ်နော်ပြီးရင်ရေးလိုက်တဲ့စီရွေ့ရတာပဲနော်ပြန်ရေးပါမယ်အပေါ်နည်းနည်းတဲ့အောက်ရောက်မှာဆောင်းဖြစ်横折折နည်းနည်းပဲ弓横折弓横ချောင်းဒီမဲ့ဒီဘက်တော့မထီဘူးနော်အဲဆိုရင်ခြေတော်လေးညံရေးလိုက်ရင်ရွှဲ့ရပါပြီရွှဲ့有几个笔画笔画不能全系嘞四个笔画有四个笔画ဟုတ်ပြီနော်ရေးကြည့်ရအောင်ရွှဲ့ရေးမယ်လောက်သွားရအောင်နော်ကဲဒါလေးဘယ်လိုဖတ်တာလဲဖတ်ကြည့်ပါအောင်忙မှန်ကတော့တကားအောင်ပြန်နော်က
ကဲတို့ကတော့တကားလေးပုံစံနဲ့တူမယ်နော်မန်းလေးရအောင်ရေဆုံးပါလိမ့်မယ် 太阳，太阳，点是这边长者沟，跟着勾နော်ကဲတော့အရင်ဆုံး点လေးရေးမယ်ဒီမှာ view ဆိုင်နေပြောမယ်နော်ဒါရှိတော့ကဒီ点ကသူကတဝက်ကအပြင်တဝက်ကအထဲရောက်ရမယ်နော်အဲဒီလိုမျိုးပေါ့တွေ့ရဒီနားလေးတဝက်လောက်ကနေရှုနော်ရှုစားဆွဲရမယ်မြင်ဒီမှာဒီရှုတဲ့ထိတ်ကနေနေလေးပဲကျတော့အဲ့လိုလေးဖြစ်ရမှာဒါအပြင်ကိုလုံးဝထွက်သွားတာမျိုးလည်းမဟုတ်ဘူးအထဲကိုလုံးဝဝင်နေတာမျိုးလည်းမဟုတ်နော်အဲ့နာလေးနေရာလေးတေချာလေးယူဆလိုက်ရမယ်ခြေတော်လေးကတော့ညီရမယ်နော်ဆိုမှပြန်ရေးပါမယ်တင်လေရနေရှုပြင်ညီပြီးတော့ကျ着勾ခြေတော်လေးညီအောင်ရမယ်ဒါဆိုမှရမယ်နော်ကဲကြည့်အောင်有几个笔画三个三个笔画，ဟုတ်တယ်နော်ကြည့်ရမယ်အားလုံးလည်းဘယ်လိုဖတ်တာလဲဖတ်ကြည့်ပါအောင်是子လို့ဖတ်မယ်ပြန်ဖတ်ပါအောင်是子ဆိုတာဆိုတာဟုတ်ပဲနော်子ရအောင်ရင်တော့မှလေးရေးမယ်的很高这个很穷的在穷那些很高比如ရင်沟，沟弯高ဟုတ်တယ်ပြန်长ပြန်မယ်နော်အရင်ဆုံး很高ရေးမယ်高လေးရတာဆိုတော့တဝက်ကိုကျော်ရမယ်နော်ဒါဆိုအရင်တော့ပုံမှန်ရေးတော့很高高ကတတိလေးမဟုတ်တော့ဘူးသူ့ရဲ့高လေးကနည်းနည်းရှည်မယ်တဝက်ကိုကျော်ရမယ်နော်စောင်းလဲစောင်းရမယ်ပေါ့နော်ဒါဆိုဒီလိုတက်တက်လေးဖြစ်လို့မရဒီလိုမျိုးလားဒီလိုမျိုးထင်တယ်အဲ့လိုတက်တက်လေးဖြစ်လို့မရပါနော်စောင်းရမယ်很高高ပြီးတိုင်းထိတ်လေးရနေပြီးတော့သူ့ရဲ့高ရဲ့ထိတ်ကနေ弯高ခုံခုံလေးဆက်နော်ပြီးတိုင်း很高弯高စုံတဲ့နေရာနာနေနည်းနည်းလေးချပြီးတော့အောက်ကနေအပေါ်ဟကိုအလဲမှာထားပြီးတော့ဟလေးဆွဲလိုက်ရင်ဒါဆိုတော့စရတယ်နော်ဟေးအဲ့ဒါဆိုလက်ရှိပြန်ရေးပြပေးမယ်အရင်ဆုံးလက်ရှိတော့很高အရင်ရေးမယ်很高တဝက်ကိုကျော်မယ်很高ပြီးတိုင်းရင်တွေ့ဒီ高ရဲ့ထိတ်ကနေ弯高弯高စုံတဲ့နေရာနဲ့နည်းနည်းလေးချပြီးတော့ဒီလိုက်နေစဉ်子ရလာပြီနော် OK 子有几个笔画ဘယ်နဲ့ချက်ရှိမလဲ三个笔画，ဟုတ်တယ်笔画3ချက်ရှိ很高ကတစ်ချက်弯高ကတစ်ချက်横ကတစ်ချက်ဆိုတော့3ချက်ရှိမယ်နော်3个笔画ဟုတ်ပြီအဲ့ဆိုရေးရအောင်လို့ဆိုဒီလိုလေးတစ်ဆင့်ချင်းကြီးရေးမယ်ပြီးရင်3လုံးရေးတပုံရေးပြီးပို့မယ်နော်လို့ဆိုတော့ခါလေးစစ်ပြီနော်ကဲနောက်တစ်ခုဒါလေးကဘယ်လိုဖတ်တာလဲ女ရတော့လို့ဆိုတော့ main ကလေးပဲနော်ဟုတ်ပြီ女လေးကိုရေးရအောင်အရင်ဆုံးလို့ဆိုတော့ဗာလေးရေးရမလဲ撇点ဟုတ်တယ်ဖြဲ点ပြီးရင်ဖြဲပြီးရင်长ဟုတ်တယ်နော်အရင်ဆုံးဖြဲရေးမယ်ဖြဲရေးပြီးသားရင်ဒီဘက်ပေးရနေပြီးတော့ဖြဲရေးလိုက်မယ်နော်ခြေတော်လေးညအောင်ရေးမယ်နော်ပြီးတိုင်းလာရှိတော့ဖြဲရဲ့ဒီအပေါ်နားလေးနော်တွေ့ဒီနားလေးကနေကွက်တီဒီလိုကြီးမဆွဲအောင်နော်အဲ့လိုကြီးမဟုတ်အပေါ်နားလေးကနေပြီးတော့ရှည်လေးဆက်လိုက်မယ်အဲ့ဆိုလို့ရှိရင်ຫນွီရတာပဲနော်ຫນွီရောကြည့်ကြပြီခွာဒီကမှချက်ရှိမလဲ三个笔画ဟုတ်တယ်နော်ကဲရေးရအောင်ຫນွီသွားတော့တတိထားမှာတော့ခဏလည်းရှင်းပြတယ်ခြေထောက်လေးညီရမယ်တစ်ခုရှည်တစ်ခုတို့ဖြစ်လို့မရပြီးတော့အရင်အဲ့လိုကြီးတွေ꿰လို့မရပါနော်အဲ့လိုကြီးတွေ꿰လို့မရဘူးပြီးသားရင်နောက်တစ်ခုကကြတော့လို့ဆိုတော့ဒီဖြဲဖြဲရေးပြီးတော့ဟောင်းရေးတဲ့နေရာပါနော်ဒီဟာအောက်ကိုအဲ့လိုရောက်တာလဲမားတယ်နော်အပြီးရေးမယ်စစ်ပြီးမယ်နော်ဒေတာလေးကဘယ်လိုဖတ်တာလဲဖတ်ကြည့်ပါအောင်ရှင်းကတော့ရှင်းကစိတ်နှလုံးလို့ပြောပါနော်ရှင်းရအောင်ရင်ဆုံးလည်းဆိုပါလေရရမလဲ
我公我高边点点点点点点ဟုတ်တယ်အဲ့လိုလေးရေးရမယ်နော်အဲ့တော့အရင်ဆုံးလက်ရှိတော့点လေးကိုရေးမယ်点ပြီးရင်ဒီ点ရဲ့ထိတ်နာလေးကနေပါနည်းနည်းလေးခြားပြီးတော့我高အဲ့လိုလေးရေးမယ်နော်ပြီးရင်ဒီရဲ့ထိတ်点နဲ့ဒီ我高ရဲ့ထိတ်လေးကညီနေရမယ်နော်ဒီလိုမျိုးဖြစ်လို့မရဒီလိုအလဲကြောက်နေတာတို့ဟိုအောက်ရောက်နေတာတော့အဲ့လိုကြီးဖြစ်လို့မရအောင်နော်အပေါ်ကြီးအရင်ကြော်နေလည်းမရအောင်နော်သူရဲ့ဒီထိတ်တဲ့ကနေပဲဝေါ့ကောရေးပြီးသားရင်ဒီဝေါ့ကောရဲ့အလဲတက်တဲ့ကိုအပေါ်ကနေပြီးတော့တင်တခုရေးပြီးရင်ဒီရဲ့ဟာနဲ့အပြိုင်ပဲဒီဘက်ဝေါ့ကောရဲ့အပြင်ဘက်ကနေတင်တခုရေးလိုက်အဲဆိုရှင်းရတာပဲနော်ပြန်ရေးပြပေးမယ်အရင်ဆုံးလို့ဆိုတင်ဒီရဲ့တင်ကကြတော့ညာဘက်ကိုလဲတယ်တင်နော်လို့ဆိုတင်ကပုံမှန်ဆိုရင်ဒီလိုဘယ်ဘက်ကိုလဲရလေဘယ်ကနေညာအောင်လာတာဒါပေမဲ့တင်ကတော့အမျိုးကွဲနောက်တစ်ခုရှိရအဲ့ဒါတော့ညာနဲ့ဘယ်ဘက်ကိုရေးတဲ့တင်လည်းရှိရအခုရေးရမှာလားဆိုတော့အဲ့ဒီတင်အောင်ရေးရမှာနော်အဲ့ဒီရဲ့ညာနဲ့ဘယ်ဘက်လာတဲ့တင်လေးရေးပြီးရင်ဒီတင်ရဲ့ထိတ်တက်တက်ကနေပြီးတော့ဝေါကောပြီးရင်ဝေါကောရဲ့အပေါ်တက်တက်ကနေတင်သူ့ဘေးကနေသူနဲ့အပြိုင်တင်ရေးလိုက်ရင်ရှင်းရတာပြီနော်ဒါမာတက်တဲ့ပုံစံတော့ခဏလက်ရှိပြောတယ်ဒီဝေါကောစရေးတဲ့အပိုင်းကတင်ရဲ့အလယ်နာရောက်နေဒီလိုရောက်နေမာတယ်နော်ပြီးတိုင်းလည်းကျွန်တော်ဒီအထဲကတင်တစ်ခုကအထဲမှာနှစ်ခုလုံးရောက်နေလဲမာတယ်ဒါမှမဟုတ်မညီရပါတော့တစ်ခုကအပေါ်ရောက်တစ်ခုကအောက်ရောက်အဲ့လိုမျိုးဖြစ်နေလဲမာတယ်နော်ဟုတ်ပြီရှင်း有几个笔画笔画问题先是嘞四个笔画这个四个笔画对အဲ့ဆိုရေးကြည့်အောင်နော်ဒီရဲ့တစ်ဆင့်ချင်းရေးမယ်နော်ဒါလေးတစ်ဆင့်ချင်းရေးမယ်ကဲရေးမယ်福报让学习变得简单快乐。